んにちは。荒川ニュースミャンマーチャンネルへようこそ。4月7日月曜日、今週のニュースをまとめてお届けします。おっしゃーです。လင်းစတင်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကစလို့ဒီကနေ့အပလာတရနေ့ထိတိုင်းသားလက်ကိုင်နေတွေအပါအဝင်စကိုင်းနဲ့မကွေးတိုင်းဒေသကြီးတွေကနေရာတချို့မှာစစ်ကောင်စီကလေကြောင်းပုံကျဲတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ကွေးကွန်းကွန်းの一部では国軍による空爆が行われていると現地住民が語っています。それに加えてドローンによる爆撃も行われており、စကိုင်းနဲ့မကွေးတိုင်းတွေမှာပြည်ပြင်းထိုးစစ်တွေလည်းပြုလုပ်နေပါတယ်地上戦も展開されています。ချင်းပြည်နယ်တွင်းကလေကြောင်းနဲ့မြေပြင်ထိုးစစ်တွေနဲ့ပတ်သက်ပြီး KIA ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကအခုလိုပြောပြပါတယ်担当の部大佐は次のように述べました。地震の後、ワイモ軍区の第58警報兵隊部周辺では地上戦が発生しています。カンマイ軍区のリドドール付近でも彼らの軍事活動がすでにあります。また、アモーでも空爆と爆撃が行われています。モーニング軍区の第8集団方面でも爆撃があり、彼らの活動が見られます。東方の第8集団はモーニング軍区を拠点としています。昨日の夕方5時30分頃のことです。地震によって人々が被害を受け、苦しんでいる最中であっても、国軍はその軍事作戦を止めることなく続けています。ガチ州ではほぼ毎日のように空爆や爆撃が続いています。4月1日ပလာတရနေ့မနက်9နာရီကနေ9နာရီထိကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်တွေကလက်မြရွာပတ်မှာလည်းလက်နက်ကြီးပစ်ခတ်တံတွေကိုကြားခဲ့ရသလိုစစ်တပ်ဘက်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဝါရှောင်းဒေသခံတို့ကပြောပါတယ်避難民の一人が語りました。နောင်ချိုでも3月28日に発生した地震による空爆をစစ်ကောင်စီကလေနဲ့ပုံကျဲလို့ဒုတ်ကျင်းနဲ့ပုံနေတဲ့သူတွေပါဝင်စနုပြည်သူတွေတေဆုံးမှုတွေရှိခဲ့တယ်လို့ TNLA သတင်းရင်းမြစ်တွေကပြောပါတယ် TNLA တအမင်းစု解放軍の情報通じが伝えています。ခုတ်ကူမြို့နယ်ညောင်ကျစ်ပင်ဘက်မှာမနေ့ကကင်းထောက်လင်းပြန်တမ်းမှုတွေရှိပြီးဧပြီလ1ရက်နေ့ဒီကနေ့နေ့လယ်မှာလဲစစ်ကောင်စီနဲ့တော်လိုင်းအင်အားစုတွေကြားမြေပြင်ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်လို့တော်လိုင်းအင်အားစုတပ်ဖွဲ့ဝင်တို့ကပြောပါတယ်ငလင်တန်ခံစားခဲ့ရတဲ့ဒေသတွေကတခုဖြစ်တဲ့စကိုင်းတိုင်းထဲမှာလည်းလေကြောင်းနဲ့မြေပြင်ထိုးစစ်တွေဆက်ရှိနေပါတယ်အင်ဒိုမြို့နယ်တဲ့ကိုဒီနေ့နေ့လယ်မှာလေကြောင်းပုံကျဲမှုလုပ်ခဲ့တယ်လို့ Indoor Revolution အားအဖွဲ့တာဝန်ရှိသူတို့ကအခုလိုပြောပြပါတယ်あったとインドレボリューションの担当者が述べました。空爆があったのは本当です。今日の正午12時から1時の間に4回爆撃されました。インドの町に投下され、チナ所属のジェット戦闘機2機によるものでした。爆撃は12時33分、12時35分、12時43分、12時45分に行われ、合計4回です。インド側は比較的軽い被害で済みました。軍票被害側は空爆に関して否定する声明を発表しています。一方で地震による死傷者に関しては3月31日から4月6日までを国家レベルの追悼期間と定めています。しかしその一方で市民を意図的に狙った爆撃が行われていると TNLA タアン民族解放軍が発表しています。ミャンマーで攻撃を受けている避難者の支援を希望される方は、下記の G メールまでご連絡ください。